ကိုကြီးဒီတာကတော့လူမျိုးကလည်းဒီတာချတော့လူမျိုးချတယ်ဟုတ်ကဲ့ခင်ဗျာဒီတာပြောက်တော့လူမျိုးပြောက်မှာစိုးကြောက်ပြီးမြမမှုမြမဟာမြမရေကျင်းမှုအွေတွေတွေကိုဆက်လက်ထိန်းသိမ်းရတာလေးအောင်ဆိုဘူးခင်ဗျာဒီညပြရပါပြီဗျဟုတ်ကဲ့ပုဂ္ဂဝါစာပြရဝါစာစကားနဲ့ရှိနေတယ်ပြရဝါစာချစ်ဖွယ်တော်စကားဘလို့များပြောကြမယ်ဆိုတာမင်းတို့ငါတို့နောက်ဆုံးပုံပြရမှာဆုံးဗျအဲ့လိုမှကောင်းတယ် ကောင်းပါလေပါတန်းတော့ရှေ့ကတန်းပြီးတော့ လက်တန်းလေး အေးလေးတော့ ဆိုင်ရဲ့ကိုင်းနေတယ်တရားနဲ့ကိုပြောရင်တော့ရှိတယ်ဟုတ်ကဲ့ယေတာထာမကိနာဒုခိတာ နိရောဓဟောတုတရဟောယေတာထာမကိနာယေတာဤဆွေယောတရသူတော်ကောင်းပေါင်းတို့သည်နိရောဓရှင်ရကုန်စေတည်းဟောတုဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုနေနာတာဖြစ်တဲ့ဘောလုံးသမားမှပြီးတာ ဟုတ်ပြီဟုတ်ပြီ အော်မကတော့ကနေနောက်ဆုံးပြီးမှပြန်တူး ဘယ်လူမင်းတို့ဆုံးလို့အဲ့သူတော့ဆုံးမှာပြောတယ် ဘောလုံးဝါနာပါ သူ လား ကလူတွေကသူကအဲ့လိုပဲယူနေတယ်နားနေနော်အဲ့တော့ဒီလိုတွေလည်းပြင်ပြီး ခဏလေး အဲ့ဒီပဲပြောမှမဟုတ်ဘူးကျူးတယ် ရှင်ရတိုင်းခဲ့ပါပြီ ဟုတ်တယ် ဘကုံမျိုးရဲ့ချက်သေးဆုံးရွှေမော်တော်စေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကြီး ဟုတ်ကဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးသောဘုရားပွဲတော်ကြီး မှန်တယ်ဗျာဒီလိုဆိုဟုတ်ကဲ့ ညဗျာ မှန်တယ်ဗျာ ကျွန်တော်တို့တွေခေါ်ရဆိုတော့ကဇက်ဝင်ပွဲတော်ကြီးလို့ခေါ်ကြ မှန်တယ်ဗျာ ကဇက်ဝင်ပွဲတော်ကြီးတွေများစွာရှိတဲ့အထက်မှာဘကုဘုရားပွဲတော်ကြီးလို့ကျွန်တော်တို့တန်လေကြိုက်ခေါ့ပွဲတော်ကြီးလို့ဆိုတာမြန်မာနိုင်ငံရဲ့ထိပ်ဆုံးသောပွဲတော်ကြီးပါပဲ အဲ့ကောဝယ်ရဖို့ဒီလိုပါပဲ ဒီလိုပွဲတော်ကြီးတွေမှာမြန်မာရင်ကြီးကိုရာအမှုပညာရဇက်တပင်ကြီးတွေဝေရောက်ပြီးတော့ကပြပြောပြီးအသုံးတော်ခံကြတယ်ပွဲတော်ကြီးတွေရဲ့အဆုံးဖြတ်ဇက်ဇက်ရဲ့အောင်မြင်မှုရပွဲတော်ကြီးတွေဆုံးဖြတ်ပါပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက်ပိုပြီးလေးနက်သောအတိတ်ပဲရှိသောစကားများရှိရင်ပြောချင်ပါသေးတယ်ရှိတဲ့အားရှိတဲ့ခွန်အားလေးနဲ့ကြိုးစားနေတဲ့ကျွန်တော်တို့အောင်စုတပည့်ကြီးကိုအခုလိုမျိုးရှင်းရတိုင်းတိုင်း
မျက်နှာမငယ်အောင်အမြဲတမ်းအားပေးကြတဲ့ဘကုံမြေဝါသမင်းရှင်ဟင်းရှင်ဤသားစုများကျေးဇူးရှင်များနှစ်တကောယနေ့ရုံရည်ရကြွရောက်ရှိစားအားပေးကြတဲ့ကျွန်တော်ချစ်ရတဲ့ဤသားစုများအားလုံးကိုကျေးဇူးတင်ကာလဝပြုအပ်ပါလေ ဟုတ်ပါရဲ့ နေရာကြီးကျူစာဖို့ခွန်အားတွေရပါတယ်တွန်းအားတွေရပါတယ် မှတ်ချက်လေးနဲ့ပြောပါဗျာ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ